55လုံးလောက်ပဲပါတယ်ထင်တယ်တားကြီးတော့မတန်ဘူးထင်တယ်နောက်ရက်အိမ်ကြီးလှုပ်စားကြည့်ပါမယ်လေးတို့စားမယ်ကောင်းတယ်မိကြိုက်တဲ့လူမလို့နည်းနည်းမင်းထည့်ထည့်မယ်ဒါလေးနဲ့ပေးပြားရယ်ဟိုလိုတုတ်စားလိုက်ရင်